မှတ်ပုံတင်အမြန်ဆုံးရရှိအောင်ပုံစံ30အထောက်ထားယူစရာမလိုတဲ့ဖြည့်လျှော့မှုတွေနဲ့ကွင်းစင်းဆောင်ရွက်ပေးနေတာကြောင့်လာရောက်လုပ်ကင်ကြဖို့လဝကတိုက်တွန်းထားပါတယ်။စာကြည့်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။အသက်16နှစ်ပြည့်ပြီးသူတိုင်းမဲပေးနိုင်မှုသစ္စာစီမံချက်နဲ့မှတ်ပုံတင်တွေကိုရက်ွက်ကြေးရွာတွေအထိကွင်းစင်းလုပ်ပေးနေပါတယ်။အခုလာမယ့်စက်တင်ဘာလကုန်လောက်အထိအပြည့်ပြည့်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ဝေးလံတဲ့ဒေသတွေကလာတဲ့ပြည်သူတွေအတွက်ပုံစံ30အထောက်ထားရယူရတာတွေကိုလဝကရုံးချင်းချင်းချိတ်ဆက်မှုတွေနဲ့လှုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။အခုကျွန်တော်တို့ဒီနိုင်ငံသားစီကပြတက်ဆောင်လက်မှတ်လုပ်ဖို့ဆိုတာကပြည်တော်စင်းရှိဖို့ပေါ့။ပြည်တော်စင်းရှိဖို့ဆိုတာလေအချို့ဟာဝေးလံတဲ့ဒေသတွေမှာပုံစံ10သွားရောက်ယူနိုင်တာရှိတယ်။အဲဒါဆိုရင်ကျွန်တော်တို့ကသက်ဆိုင်ရာရုံးချင်းချင်းဆက်သွယ်ပြီးတော့ဖုန်းနဲ့တော့ office နဲ့တော့ဆက်သွယ်ပြီးတော့ဖြည့်လျှော့မှုတစ်ခုအနေနဲ့ဒီသူပြည်တော်စင်းရရှိအောင်ဆောင်ရွက်ပေးတယ်ရွေးကောက်ပွဲမှာမဲမပေးလိုက်ရသူမရှိရလေအောင်ရက်ွက်ကြေးရွာတွေမှာမဲစင်းစစ်ဖို့မှတ်ပုံတွေလှုပ်ကြဖို့ကိုလည်းအတန်ချက်ဆက်တွေနဲ့អော်ပြီးအတိပေးတိုက်တွန်းနေပါတယ်။ရွှေပြောင်းတွေများပြတဲ့လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်ကရွှေပြောင်းပြည်သူတွေမဲပေးခွင့်မကြံရှိရလေအောင်ဆောင်ရွက်နေတယ်လို့ရက်ွက်အုပ်ချုပ်ရေးမှုတွေကပြောပါတယ်။ဟုတ်နော်။ခုနမဲစင်းလည်းကြီးညာရင်နောက်ပြည်သူတွေမှတ်ပုံတွေရအောင်လို့ကြီးစံပေါ့လေလိုက်ပြီးတော့နှုတ်ဆော်ပေးပါတယ်။တရားချကျွန်တော်တို့ကားနဲ့တရက်ကွက်လုံးလှည့်လည်ပြီးတော့မဲစင်းများလာကြည့်ပါလို့ကျွန်တော်ဒီများကိုကျွန်တော်ရဲ့ရိုင်းမုန်းများနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့တရားချများဟောကြားပေးပါတယ်။လက်ရှိမှာလည်းဒီလိုကွင်းစစ်ဆောင်ရွက်ပေးတာကိုမြန်မာတနိုင်ငံလုံးမှာလှုပ်ဆောင်နေတာဖြစ်ပြီးမှတ်ပုံတင်လိုအပ်ချက်မြင့်တက်နေတဲ့ရက်ကွက်ကြေးရွာတွေကိုပုံမဦးစားပေးဆောင်ရွက်နေတာလို့ဆိုပါတယ်။ဒီလိုဖြစ်လျှော့မှုတွေကြောင့်ပြည်သူတွေအနေနဲ့လောက်ကန်ရတာပိုအဆင်ပြေတယ်လို့သိရပါတယ်။ဘာလို့ကျွန်တော်လောကမကန်ရမဲ့ဝီတိကတိုင်နေတယ်တကယ်လို့ကျွန်တော်တို့နေမူရနေရာတွေပြန်ပြော try လုပ်အောင်ရှိတယ်အဲ့ဒါကြောင့်အခုမရှိတော့ဘူးเนาะဒါလေးကြားနေပါဘောကတော့ကလူကြီးများတွေကလာပြီးတော့လာရောက်လုပ်ပြီးတော့အားလုံးအဆင်ပြေပါတယ်ကျွန်တော်မှတ်ဖို့နေပြောက်ကိုကျွန်တော်မရုံးမှာကိုယ်စင်းတဲ့ခါမှာစင်းစရာနဲ့ကျွန်တော်ကိုယ့်ဘက်ကလိုအပ်တဲ့အချက်တွေဖြည့်ဆိုပြီးတော့အားလုံးတင်တဲ့ခါမှာအခုကျွန်တော်မှတ်ဖို့နေချိန်လိုအတွင်းမှာပဲဆောင်းမို့တာမှတ်ဖို့နေလာရောက်တော့လာမယ့်2020ဖြစ်တဲ့ထွေထွေရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ဖို့လိုအပ်တဲ့နိုင်ငံသားစစ်ဆေးရေးကပ်ပြားထုတ်ပေးတဲ့လုပ်ငန်းကိုလုပ်ငန်းပမာဏအရာဦးစားပေးနယ်မြေသတ်မှတ်ပြီးကွင်းစင်ပြုလုပ်ပေးနေတာပါတိုင်းဒေသကြီးလိုက်ရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့စည်းရင်းတွေအရနိုင်ငံသားစစ်ဆေးရေးကပ်ပြားအမှတ်ဖြည့်သွင်းဖော်ပြနိုင်တာမရှိတဲ့စည်းရင်းတွေကိုပြန်လည်တိုက်ဆိုင်ဖော်ထုတ်ရွေးချယ်ပြီးဖြည့်သွင်းနိုင်ဖို့မှတ်ပုံတင်မရှိသူတွေကိုအသစ်ပြုလုပ်ပေးတာပျောက်ဆုံးပစ္စည်းတွေကိုပြန်လည်လှုပ်ဆောင်ပေးနေတာလို့သိရပါတယ်ကျွန်မစာကြည့်ပါ